ထိုင်းနိုင်ငံဘန်ကောက်မြို့ရာမအတူလာမပေါ်မှာမကြားသေးခင်ကထူးဆန်းတဲ့ဖြစ်ရတစ်ခုဖြစ်ပွားနေပါတယ်။စီဆိုင်တစ်ဆိုင်မှာစီဖိဘူးရထားတဲ့မော်တော်ဆိုင်ကတရလိုင်းနီးပေါ်ဟာတစ်ချိန်ထဲမှာပဲဆက်နှိုးမရတော့တဲ့အခြေအနေဖြစ်သွားပါတယ်။ဒီဆိုင်ကယ်တွေဟာစမတော့စနစ်အသုံးပြုထားတဲ့ဆိုင်ကယ်တွေဖြစ်ပြီးပုံမှန်ဆိုရင်အဝေးထိန်းနဲ့ lock ဖိနိုင်ဘလို့ဆက်လဲလွယ်ကူကူနိုးနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မှာတော့ဆိုင်ကယ်အားလုံးနီးပါစနစ်မအလုပ်တော့ပဲဆက်နှိုးလို့မရဖြစ်သွားခဲ့ပါတယ်။ဆိုင်ကယ်ပိုင်ရှင်တွေကမိမိတို့ဆိုင်ကယ်တွေကိုပြန်ဆန်းကြည့်ကြပေမဲ့မအောင်မြင်ခဲ့ပါဘူး။အချို့ကဘက်ထရီပြဿနာလို့ထင်ကြပြီးအချို့ကဆက်ချိုရင်တာလို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့ဆိုင်ကယ်အများကြီးတပြိုင်နက်တည်းဒီလိုချစ်တာကြောင့်ပုံမှန်မဟုတ်တဲ့အကြောင်းရင်းတစ်ခုရှိနေမယ်လို့ထင်တရားရှိလာခဲ့ကြပါတယ်။ဒါကြောင့်ဒီကိစ္စကိုထိုင်းဆက်သွယ်ရေးအဖွဲ့ NBTC ကိုတိုင်ကြားခဲ့ကြပါတယ်။ NBTC အဖွဲ့ကလာရောက်စစ်ဆေးတဲ့အခါအနီးနားမှာပုံမှန်မဟုတ်တဲ့အချက်ပြလိုင်းတစ်ခုရှိနေတယ်ဆိုတာတွေ့ရှိခဲ့ပါတယ်။အဲ့ဒီလိုင်းကဆိုင်ကယ်တွေအသုံးပြုတဲ့လိုင်းနဲ့ဆင်တူနေတဲ့အတွက်စနစ်တွေကိုနှောက်ယှက်နေနိုင်တယ်လို့သုံးသပ်ခဲ့ကြပါတယ်။ဆက်လက်စစ်ဆေးရမှာအဲ့ဒီအချက်ပြလိုင်းရဲ့မူလရင်းမြစ်ကိုရှာတွေ့ခဲ့ပါတယ်။စီဆိုင်နဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ငါးဓာတ်အိမ်တစ်လုံးရဲ့အပေါ်ထပ်ကနေလိုင်းထွက်နေရဖြစ်ပါတယ်။အိမ်ထဲမှာတက်ဆင်ထားတဲ့အလိုရောက်ခြံတကာထိန်းချုပ်စနစ်တစ်ခုကပြဿနာရဲ့အဓိကအကြောင်းရင်းဖြစ်နေပါတယ်။ပုံမှန်ဆိုရင်ဒီလိုစနစ်တွေကခလုံးနှိပ်တဲ့အချိန်မှာပဲလိုင်းထုတ်တင်ပါတယ်။ဒါပေမဲ့ဒီကရိယာကတော့ချိုယွင်းမှုကြောင့်လိုင်းကိုအဆက်မပြတ်ထုတ်နေခဲ့ပါတယ်။အဲ့ဒီလိုထုတ်နေတဲ့လိုင်းကဆိုင်ကယ် smart ထော်တွေအသုံးပြုတဲ့433 MHz လိုင်းကိုနှုတ်ဆက်ပြီး signal jamming ထိစေခဲ့တာပါ။ဒါကြောင့်ဆိုင်ကယ်တွေကအဝေးထိန်းအချက်ပြကိုလက်ခံမရတော့ပဲဆက်နှိုးမရဖြစ်ခဲ့တာဖြစ်ပါတယ်။ NDBTC ကအိမ်မိုင်းရှင်းကိုရှင်းပြပြီးအဲ့ဒီကရိယာကိုချက်ချင်းပိတ်ခိုင်းခဲ့ပါတယ်။ကရိယာကိုပိတ်လိုက်တဲ့အချိန်မှာဆိုင်ကယ်တွေကပုံမှန်အတိုင်းပြန်ပြီးဆက်နှိုးနိုင်လာပါတယ်။ဒီဖြစ်ရပ်ကနေပညာပစ္စည်းတွေမှာချိုယွင်းမှုရှိရင်အများပြည်သူကိုဘယ်လောက်ထိတက်ရောက်နိုင်တယ်ဆိုတာပြသပေးတဲ့ဥပမာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် NDBTC ကလူတိုင်းကိုအဝေးထိန်းစနစ်ပါဝင်တဲ့ကရိယာတွေဝယ်ယူတဲ့အခါစံချိန်စံညွှန်းပြည့်မီတာတွေကိုသာအသုံးပြုဖို့တတိပေးထားပါတယ်။တခုခုထူးဆန်းတဲ့လိုင်းနှုတ်ဆက်မှုတွေကြုံတွေ့ရရင်လည်း NDBTC ကိုဆက်သွယ်တိုင်ကြားနိုင်တယ်လို့ပြောထားပါတယ်